ချမ်းသာတဲ့တထေးကြီးတယောက်ရဲ့အိမ်မှာစီကံတစ်ခုရှိတယ်အဲ့ဒါကတော့အိမ်ထဲကိုအနံ့တမကောင်းနဲ့ဘဲအရာမောက်ပိတ်မသွင်းဖို့ပဲဒါပေမဲ့သူ့ဇနီးဖြစ်သူကတော့တနေ့မှာအနံ့ပြင်းတဲ့ခောက်ဆွဲတူကိုခိုးချက်နေခဲ့တယ်အနံ့ပြောက်သွားအောင်လို့လေအခန်းအနံ့ကိုလေးဆက်စေ air freshener တွေလိုက်ဖြန်းနေတာပေါ့အနံ့ကိုဖုံးနေပြီးလို့ထင်နေတော့မှလေသူ့သားလေးကနောက်မှရောက်နေတာကိုတွေ့လိုက်ရတယ်သားဖြစ်သူကသူ့ကိုမမိတ်မတုံစိတ်ကြည့်နေတာကြောင့်အမျိုးသမီးကမနှက်စာပြင်းနေတာမှဆိုပြီးကြပြကြရရှင်းပြလိုက်တယ်ဒါပေမဲ့ကလေးကမယုံဘူးဒါနဲ့သူ့လိန်နေတာမဟုတ်ကြောင်းတက်တယ်ပြဖို့သားဖြစ်သူကိုမြည်ကြည့်ပါအောင်ဆိုပြီးခေါ်လိုက်တယ်အနက်ရရချင်းမှာတော့ကလေးကခါခါတီးတီးညင်းခဲ့ပေမဲ့ခဏအကြာမှာတော့တားမီနီယာအားရပါရထိုင်စားနေကြလေရဲ့အရသာရှိရှိစားနေတော့မှပဲအမျိုးသားဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတယ်အမျိုးသမီးကလည်းချက်ချင်းပဲပကံတွေကိုဖုံးပြီးဝှက်လိုက်တာပေါ့တထေးကြီးရောက်လာတဲ့အခါအနက်တကူကူရသလားလို့မေးတော့ဇနီးဖြစ်သူကနှာခေါင်းကိုအမြန်ပိတ်ပြီးတားလေးလေးလဲတာနေမှာပါလို့လိန်ပြောလိုက်တယ်ကလေးကတော့ကြောင်ကြည့်နေတာပေါ့ဒါပေမဲ့အမျိုးသားဖြစ်သူကတကယ်ယုံသွားပြီးတားလေးအစာမကြေဖြစ်နေတာလားမသိဘူးအစားတောက်စီမံချက်အသစ်ဆွဲပေးရမယ်ဆိုပြီးသူ့စာကြီးခန်းနဲ့ပြန်ဝင်သွားတော့တယ်အရာအလုံးအစဉ်ပြေသွားပြီအထင်နဲ့အမျိုးသမီးကစိတ်အေးလက်အေးနေလိုက်ပေမဲ့အမျိုးသားကသူ့ပြစ်ထားတဲ့အမိုက်တွေကိုတွေ့သွားခဲ့တယ်သူကချက်ချင်းပဲတားမြစ်ထားတဲ့မုံတွေအကုန်ထုတ်ပေးတော့လို့အမိန့်ပေးလိုက်တယ်တားဖြစ်သူကတော့ရိုးရိုးသားသားပဲမုံတွေကိုထုတ်ပေးလိုက်တယ်ဒါပေမဲ့အမျိုးသမီးကတော့ဝင်လေးနေသေးတယ်ဒါပေမဲ့လေယောက်ျားဖြစ်သူရဲ့အာဏာကြောင့်ဝှက်ထားတဲ့မုံတွေကိုထုတ်ပေးလိုက်ရတာပေါ့တထေးကြီးကတော့သူတို့ကိုနောင်တရအောင်ဆိုပြီးအခန်းထဲမှာပဲနေဖို့ဖြစ်တန်ပေးလိုက်တယ်အာဟာရမရှိတဲ့ဒီမုံတွေကိုတားမီနေလောက်ဘာလို့ဒီလောက်ကြိုက်နေကြလဲဆိုတာသူနားမလည်နိုင်ဖြစ်နေလားနောက်ဆုံးတော့သူလည်းသိကျင်စိတ်နဲ့ခိုးစားကြည့်လိုက်မိတယ်မထင်မှတ်တဲ့သူလည်းပဲစားလို့ကိုရမနိုင်တော့ဘူးတစ်ဖက်မှာတော့အပြစ်ပေးခံရတဲ့အမျိုးသမီးကဒေါသထွက်ပြီးသူ့ယောက်ျားကိုပညာပေးဖို့ကြံစည်နေတယ်အခန်းထဲကထွက်လာတဲ့အခါတားဖီသူကသူ့အဖေမျက်နှာပေါ်မှာပုံပြီးဆွဲနေတာကိုတွေ့လိုက်ရတယ်ကလေးကသူ့အမေကိုစုပ်တန်းကန်ပြီးမမေလည်းဆွဲလေဆိုပြီးအချက်ပြတယ်အမျိုးသမီးကဝမ်းတာအားရနဲ့တားဖီသူရဲ့နေရာမှာဝင်ထိုင်လိုက်တယ်ပုံဆွဲတော်မြတ်အချိန်မှလည်းအမျိုးသားကရုတ်တရက်နိုးလာတယ်ကလေးကတော့ကြောက်ပြီးချက်ချင်းထွက်ပြေးသွားတာပေါ့အမျိုးသားကရှိမှရှိနေတဲ့အမျိုးသမီးကိုကြောင်ကြည့်နေတော့မှပဲအမျိုးသမီးကလည်းအခြေအနေကိုဟန်ပြတ်မထိုင်ပဲသူ့မျက်နှာကိုသူကြောင်ရုပ်ပုံပြန်ဆွဲလိုက်တယ်အမျိုးသားကဘာလဲဆိုတာနားမလည်ခင်မှာပဲအမျိုးသမီးကအမြန်ဆုံးထွက်ပြေးသွားတော့တယ်မျက်နှာပေါ်မှာဆေးတွေပေးနေတာကိုသိလိုက်တဲ့အခါမှာတထေးကြီးတယောက်သူ့အလွဲ့အစားခံလိုက်ရမှန်းသိသွားတော့တယ်နောက်တစ်နေ့မှာတော့အမျိုးသမီးကသားဖြစ်သူကိုပန်းချန်နဲ့ခေါ်သွားတယ်ဘောလုံးကစားနေတဲ့တငယ်ချင်းဟောင်းတယောက်နဲ့ဆုံတယ်အဲ့ဒီတငယ်ချင်းကကလေးရဲ့ပါးကိုကင်ဖို့လုံးကိုကလေးကဖဲလိုက်တယ်သူကလူစင်းတွေအနားလာကိုမကြိုက်ဘူးအမျိုးသမီးကကလေးတွေနဲ့သွားဆော့အောင်လို့ပြောပြီးတငယ်ချင်းနဲ့မျက်ခင်းပေါ်မှာထိုင်ပြီးစကားပြောကြတယ်သူကသူ့သားကကြောင်းကောင်းတစ်ခုရှာနေရတဲ့အကြောင်းကိုပြောကြတော့တငယ်ချင်းဖြစ်သူကကြောင်းစရာတယောက်ဖြစ်နေတာနဲ့အတော်ပဲဖြစ်သွားတယ်အဲ့ဒီနောက်အမျိုးသမီးကသားဖြစ်သူကိုကြောင်းကိုလိုက်ပို့ကြည့်တယ်အဲ့ဒီကလေးတွေကဆရာမတွေပေါ်မှာအញ្ញမ်းကိုဖော်ဝေပြီးနှွေးထွေးတာကိုတွေ့လိုက်ရတယ်အချင်းဒီအားလုံးကိုသိပြီးတဲ့နောက်ဒီเจ้าကသူ့သားကအကောင်းဆုံးပဲလို့ဆုံးဖြတ်လိုက်တယ်အိမ်ပြန်ရောက်တော့အမျိုးသားဖြစ်သူကိုဒီเจ้าထောက်ခံစကားပြောတယ်သားဖြစ်သူကိုเจ้าတက်ပုံတွေပြခိုင်းတဲ့အခါမှာတော့ကလေးကเจ้าပုံစားသူ့အမေနဲ့တငယ်ချင်းအမျိုးသားတွေးရိုက်ထားတဲ့တက်ပုံကိုထုတ်ပြလိုက်တယ်ဒါကိုမြင်လိုက်တဲ့တထေးကြီးကတော့လန့်သွားပြီးဒီပုံတွေကလူကြောင့်ဒီเจ้าကိုထောက်ခံနေတာလားဆိုပြီးတလွဲတွေထင်သွားပါတော့တယ်